အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Football Impression Channel ကနေကြိုဆိုပါရစေ Man City အသင်းအနေနဲ့ပါမီရဲ့အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Alan Andre Elias ကိုခေါ်ယူဖို့အတွက်နှုတ်အားဖြင့် Personal Agreement ရရှိခဲ့ပြီလို့ဆိုထားတယ်ဒီသတင်းကိုကျွန်တော်တို့အခုပဲ Fabrizio Romero က report လုပ်လာတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘောလုံးသမားကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြအပြင်ကူညီပေးနိုင်ပါတယ်Man City အသင်းအနေနဲ့ပါမီရဲ့အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Alan Andre Elias ကိုခေါ်ယူဖို့အတွက်နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီလို့ဆိုထားတဲ့ Man City အသင်းကပါမီရဲ့အသင်းရဲ့တောင်ပန်ကစားသမား Alan Andre Elias ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းနေတယ်ဆိုပြီးတော့မနေ့ညက David Austin ရော Van Jacob ရောကတော့ report လုပ်ထားတယ်အဲ့တော့ကျွန်တော်တို့ပါမီရဲ့အသင်းကတော့ဒီစားသမားကိုရောင်းချဖို့အတွက်အစီအစဉ်မရှိဘူးအခုကျွန်တော်တို့ Man City အသင်းကဒီစားသမားကိုခေါ်ယူဖို့အတွက်စားသမားဖြစ်သူနဲ့ Personal Agreement ရရှိခဲ့ပြီဆိုတော့ပါမီရဲ့အသင်းအနေနဲ့ဒီစားသမားကိုကျွန်တော်တို့ဆက်လက်ထိမ့်သိမ်းထားဖို့ကတော့အတော်လေးခက်ခဲတဲ့အနေအထားပါမီရဲ့အသင်းအနေနဲ့ဒီစားသမားကိုရောင်းချဖို့သူတို့နေတဲ့အစီအစဉ်မရှိဘူးစားသမားဖြစ်သူကကျွန်တော်တို့အသက်အရွယ်အပြင်22နှစ်ပဲရှိပါသေးတယ်အသင်းနဲ့ကျွန်တော်တို့ contract ကတော့2029ခုနှစ်ထိကျန်ရှိနေပါသေးတယ်နောက်ပြီးကျွန်တော်တို့ကစားသမားဖြစ်သူရဲ့ကျွန်တော်တို့ market ပေါက်ဈေးကတော့ယူရို30ဝန်းကျင်ပဲရှိတဲ့ကစားသမားတစ်ယောက်ပါဒါပေမဲ့ကျွန်တော်တို့ဒီပါမီရဲ့အသင်းနဲ့ဒီစားသမားကြားမှာစာချုပ်ဖြတ်သိမ်းခြင်းယူရို100ရှိတယ်လို့ဆိုထားတယ်အဲ့တော့ကျွန်တော်တို့ Man City အသင်းအနေနဲ့ပေါ့နော်ဒီစားသမားကိုခေါ်ယူဖို့အတွက်ပါမီရဲ့အသင်းကိုကျွန်တော်တို့စာချုပ်ဖြတ်သိမ်းခြင်းယူရို100ဝန်းကျင်ပေးပြီးတော့ခေါ်ယူသွားမလားဆိုတာဆက်လက်စောင့်ကြည့်သွားရပါမယ်ကစားသမားဖြစ်သူကိုယ်တိုင်ကလည်း Man City အသင်းကိုပြောင်းရွှေ့ပြီးတော့ကစားခြင်းတယ်ဆိုတော့ Man City အသင်းအနေနဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုပဲပေးပြီးတော့ခေါ်မလားဒါမှမဟုတ်ကျွန်တော်တို့ပြောင်းရွှေ့ခြင်းတစ်ယောက်ကိုပဲကမ်းလှမ်းပြီးတော့ခေါ်ယူသွားမလားဆိုတာဆက်လက်စောင့်ကြည့်သွားရပါဦးမယ်နောက်ပြီးကျွန်တော်တို့ Man City အသင်းအနေနဲ့အခု transfer window မှာအသင်းရဲ့ကွင်းလယ်ကစားသမားအချို့ကိုရောင်းချထားတယ်ကျွန်တော်တို့အခု transfer window အစပိုင်းလောက်မှာ Bernardo Silva ကိုလည်း Man City အသင်းက free transfer နဲ့လက်လွတ်ခဲ့ရတယ်ဗျာနောက်ပြီးကျွန်တော်တို့ Rodri ကိုလည်း Barcelona အသင်းကိုရောင်းချခဲ့ရတယ် Rodri ဆိုလို့ရှိရင် Man City အသင်းအနေနဲ့တော်တော်ကိုကျွန်တော်တို့ဆက်လက်ထိန်းသိမ်းထားဖို့အတွက်ကြိုးပမ်းခဲ့ရတာဒါပေမဲ့ကျွန်တော်တို့ကစားသမားဖြစ်သူကိုယ်တိုင်က Barcelona အသင်းကိုပြောင်းရွှေ့သွားခြင်းနေတာဆိုတော့သူတို့အနေနဲ့ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမရှိဘူးနောက်ပြီးကျွန်တော်တို့အသင်းရဲ့ကွင်းလယ်သမားဖြစ်တဲ့ Reinders ကိုလည်းဒီကျွန်တော်တို့ Saudi Club အသင်းဖြစ်တဲ့ Acacia ကိုရောင်းချခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ Man City အသင်းအနေနဲ့ကွင်းလယ်သမားအချို့ကိုရောင်းချပြီးတော့နောက်ထပ်ကွင်းလယ်သမား2ယောက်တိကိုကျွန်တော်တို့ခေါ်ယူဖြစ်တင်မှုပြုလုပ်သွားအောင်ပါနောက်ပြီးကျွန်တော်တို့ဒီအခုပဲပေါ့နော်ဒီစောစောလေးကပဲကျွန်တော်တို့အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Sabinho ကိုလည်း Tottenham Hotspur ကိုရောင်းချလိုက်တယ်နောက်ပြီးကျွန်တော်တို့အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Omar Mahmoud ကိုလည်းဒီစပါးကပဲခေါ်ယူဖို့အတွက်အခုကျွန်တော်တို့ Abandon ကိုရောက်ရှိနေပြီလို့ဆိုထားတယ်အဲ့တော့ကျွန်တော်တို့ Man City အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Sabinho ရော Omar Mahmoud ရောကကျွန်တော်တို့အသင်းကနေပြီးတော့အခု transfer window မှာထွက်ခွာမှာအဲ့တော့ Man City အသင်းအနေနဲ့အသင်းအတွက်ကျွန်တော်တို့ငွေကြေးအချို့ကိုပြန်လည်ရရှိပြီးအသင်းအတွက်ကျွန်တော်တို့ပေါင်တန်း200ဝန်းကျင်လောက်ကို Man City အသင်းကပြန်လည်ရရှိပြီးကျွန်တော်တို့ Omar Mahmoud ကိုသာရောင်းချခဲ့မယ်ဆိုလို့ရှိရင်ရောင်းချနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းအနေနဲ့ပေါ့နော်ပေါင်တန်း250တန်း260ဝန်းကျင်လောက်ထိတော့ကျွန်တော်တို့ပြန်လည်ရရှိပြီးအဲ့တော့ကျွန်တော်တို့ Man City အသင်းကတောင်ပန်ကစားသမား1ယောက်ရယ်ကွင်းလယ်ကစားသမား2ယောက်ရယ်ကိုအေးစစ်စစ်နဲ့ခေါ်ယူလို့ရသွားပြီဒါပေမဲ့ကျွန်တော်တို့အချိန် transfer window အချိန်ကတော့တဖြည်းဖြည်းနဲ့ကုန်ဆုံးမှုအတွက်နီးကပ်လာပြီအဲ့တော့ Man City အသင်းအနေနဲ့နောက်ထပ်ကျွန်တော်တို့တောင်ပန်ကစားသမား1ယောက်ရယ်ကွင်းလယ်ကစားသမား2ယောက်ရယ်ကိုခေါ်ယူဖြစ်တင်မှုကိုတော့အမြန်ဆုံးပြုလုပ်သွားမှရပါလိမ့်မယ်ကွင်းလယ်ကစားသမားခေါ်ယူမှုကျွန်တော်တို့ list ထဲမှာဆိုရင်ကျွန်တော်မနေ့ကဗီဒီယိုတင်ထားခဲ့တဲ့ဗီဒီယိုဖိုင်ထဲမှာဆိုလို့ဗီဒီယိုထဲမှာဆိုလို့ရှိရင်ဗျာ Man City အသင်းက Alex Scott ကိုလည်းခေါ်ယူဖို့စိတ်ဝင်စားတယ် Adam Modern ကိုလည်းကျွန်တော်တို့စကားစကြည့်နေပြီနောက်ပြီးကျွန်တော်တို့ဒီ Liverpool အသင်းရဲ့ကွင်းလယ်သမားဖြစ်တဲ့ Matt Allister ကိုလည်းကျွန်တော်တို့သူတို့ရဲ့ target ထဲမှာထည့်ထားတယ်နောက်ထပ်ကျွန်တော်တို့ Chelsea အသင်းရဲ့ကွင်းလယ်သမားဖြစ်တဲ့ Enzo Fernandez ကိုလည်းခေါ်ယူဖို့အတွက်ကျွန်တော်တို့အခုချိန်ထိကြိုးပမ်းနေတော့မယ်အဲ့တော့ Man City အသင်းအနေနဲ့ကြံရှိနေတဲ့ transfer window မှာနောက်ထပ်ကွင်းလယ်ကစားသမား2ယောက်ကိုဘယ်လိုကွင်းလယ်ကစားသမားတွေခေါ်ယူဖြစ်တင်သွားမလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားကြကောင်းပါတယ်ဒီကိုရောဘယ်လိုမြင်ကြလဲကျွန်တော်အနေနဲ့ဗျာ Man City အသင်းအနေနဲ့နောက်ထပ်ကွင်းလယ်ကစားသမား2ယောက်ကိုခေါ်ယူဖြစ်တင်မှုပြုလုပ်အောင်မယ်ဆိုတော့ကျွန်တော်မြင်ရဆိုရင် Chelsea အသင်းရဲ့ကွင်းလယ်ကစားသမား Enzo Fernandez ရဲ့ကျွန်တော်တို့ Alex Scott ရဲ့ဖြစ်ခြင်းဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ Adam Modern ရဲ့ Enzo Fernandez ရဲ့ဖြစ်ခြင်းဖြစ်အဲ့2ယောက်ကတော့ကျွန်တော်တို့ဖြစ်ဖို့အတွက်ပူများတယ်ပေါ့နော်အဲ့3ယောက်တဲကဗျာကျွန်တော်တို့ Man City အသင်းအနေနဲ့1ယောက်ကိုခေါ်ယူဖို့အတွက် percent တွေကပူများတယ်
အဲ့တော့ကျွန်တော်တို့ကြံရှိနေတဲ့ transfer window မှာကျွန်တော်တို့ Man City တင်းနေတဲ့နောက်ထပ်ကွင်းလယ်ကစားသမား2ယောက်ကိုတောင်ခေါ်ယူဖြစ်တင်မှုပြုလုပ်အောင်မှာဆိုတော့ဘယ်လိုကစားသမားမျိုးတွေကိုခေါ်ယူဖြစ်တင်မှုပြုလုပ်သွားမလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ် transfer window ကလည်းကုံဆုံးမှုအတွက်အချိန်ကတဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ပြီအဲ့တော့နောက်ထပ်ကွင်းလယ်သားမှ2ယောက်ကို Man City အသင်းနေတဲ့ဘယ်လိုကွင်းလယ်သားမှမျိုးတွေခေါ်ယူဖြစ်တင်သွားမလဲဆိုတာဆက်လက်စောင့်ကြည့်သွားရပါဦးမယ်အခုကတော့ကျွန်တော်တို့ပါမီရဲ့အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Alan Andre Di Ilias ကိုခေါ်ယူဖို့အတွက် Man City အသင်းအနေနဲ့နှုတ်အားဖြင့် personal agreement ရရှိခဲ့ပြီပဲဖြစ်ပါတယ်ညီကိုရဲ့အနေကိုလည်းအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးနေမှာလည်းကြည့်ရှုနားဆင်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်